တီးတုံးတစ်ပုတ်ကိုဖန်တီးတဲ့အခါ melody လှပဖို့ melody ကိုကောင်းကောင်းမွန်တီးခတ်နိုင်မှုကအရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုတွေမှာပါဝင်နေပေါ့နော်ကျန်တဲ့အပိုင်းတွေလည်းအရေးကြီးတဲ့မှာလည်းပါဝင်ပါတယ်ဒါပေမဲ့ melody ကအဓိကကြားတဲ့မှာပါဝင်နေပေါ့နော် drum တွေကအဆင်ပြေပြီးတော့ melody ကြီးကမကောင်းဘူးအဲ့လိုစိတ်ထဲမှာတစ်ခုဖြစ်နေရဆိုရင်ဒီဗီဒီယိုလေးကိုအစားအဆုံးကြည့်ခြင်းအဖြစ်မိတ်ဆွေတို့ပူဇော်ကြအများကြီးရရှိနိုင်ပါတယ်လူလေးကြည့်ရမယ်ဆိုရင်ကျွန်တော်တို့ကအရေးကြီးဆုံးဒီ piano FM မှာဆို piano roll မှာရှိတဲ့ FM မရှိ FM ဟောမဖြစ်ဆိုရင်အပြင် piano roll နဲ့လေ့ကျင့်ရတယ်ပေါ့နော်ဆိုရင် C ဆိုရင် do re mi fa sol la ti ပေါ့နော် do si do ပေါ့အဲ့လိုမျိုး do ဆိုရင်C ဆိုရင် do အဲ့လိုမျိုးပေါ့နော်ဒီတန်ဆိုရင် re တန် fa ဒီအဲ့လိုလေ့ကျင့်နှိမ့် earring အဲ့လိုမျိုးတွေခဏကြားလာတယ်မြင်သူ့ရဲ့အတန်တွေလွတ်ရလာတယ်မြင်ပေါ့နော်လွတ်ရဝိုင်းဆိုရင်အများကြီးပြောင်းလဲသွားနိုင်မယ်ရင်းနဲ့ဆိုင်အဲ့လိုလုပ်ကြည့်ပေါ့နော်ကျွန်တော်ကပြောပြပေးတာဒီတက်မက music production နဲ့ပတ်သက်တာတွေ audio engineering ပတ်သက်တာတွေမြင်မြန်နေဆိုရင်ကျွန်တော်ရဲ့ CV ကိုလာပေးလို့ရပါတယ်ကျွန်တော်စီမှာသင်တန်းတက်မယ်ဆိုရင်တော့အချိန်စရာတွေကိုကျွန်တော်အပေါ်မှာရှင်းပြထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်